လက်ထဲကသပိတ်ကိုလူယူပြီးသူလောင်းထားတဲ့ကောင်းတဲ့ဆွန်းနေဆွင်းတွေကိုမြောင်းနဲ့သွန်ပြစ်တယ်ဘုရားကြီးပြန်ကြွသွားတော့အဲ့ဒီမျိုးသမီးဘာဖြစ်တော့မေးလိုက်တော့သူတို့ပြောကြတော့ကတ္တပမြတ်စွာဘုရားလက်ထက်ရောက်တဲ့အခါဗာရာဏသီမှာအလှဆုံးမျိုးသမီးလေးသူဖြစ်တယ်သူ့ဆူတောင်းပြည့်တမျိုးလုံးကလည်းသူ့မြင်ရင်ကိုမကြည့်ပဲမနေနိုင်တော့အောင်ကိုလှတယ်ဆူတောင်းပြည့်တယ်ဒါပေမဲ့စေရနာနဲ့မောဟနဲ့ပေါင်းပြီးပိစိကဗုဒ္ဓတွေကိုဘွဲ့ပုတ်တွေခတ်လောင်းခဲ့တယ်မကောင်းမှုရှိသေးတယ်ဒါလေးပြောချင်တာတမျိုးလုံးအလှဆုံးမြင်လိုက်ရရင်လည်းမကြည့်ပဲမနေနိုင်တာလည်းသူပဲအလှဆုံးလည်းသူပဲအရွယ်ရောက်လို့အိမ်တော်ပြုတ်မဲ့ချိန်လေးရောက်ကြရောအမျိုးသမီးကိုအမျိုးသားအိမ်ပို့တဲ့အခမ်းအနားအဲ့ဒီမှာဘာဖြစ်တုံးလို့မေးလိုက်တော့အမျိုးသားအိမ်ပေါက်ဝလည်းရောက်တကမဟာနန်လိုက်တာတိုင်လုံးကိုမစင်အိုးကြီးကွဲတယ်လို့နန်သူတို့သားကပြောတယ်ဟေးနန်လိုက်တာဘယ်ကနန်တယ်လဲရှာကြသားဆိုသူတို့သမီးရဲ့ခန္ဓာကိုယ်ကဖြစ်ဟောသူတို့သမီးရဲ့ခန္ဓာကိုယ်ကနေနန်နေတယ်ဆိုတော့ဟာဒီလောက်နန်တဲ့မျိုးသမီးတို့အိမ်ပေါ်မလာနဲ့ဒီလောက်နန်တဲ့မျိုးသမီးငါလက်မထပ်နိုင်ဘူးဒီလိုမျိုးသမီးအိမ်နဲ့မဝင်တော့နဲ့ထွက်ဆိုပြီးတော့တခါတည်းအိမ်ကနေမောင်းချခိုင်းရစေတနာနဲ့အမောဟစေတနာနဲ့မောဟပေါင်းပြီးတော့ပိစိကဗုဒ္ဓတပိတ်တဲ့မကောင်းတာတွေလောင်းထည့်ခဲ့တဲ့အာကုသို့အကျိုးပေးခြင်းတန်ပြီဆိုတော့တားလို့မရတော့ဘူးဒါပြောချင်တာမင်္ဂလာဆောင်မဲ့မျိုးသမီးဆိုတော့အလှပြင်ထားမှသေးကြတယ်အမွှေးနှံ့သားတွေလိမ့်ကျယ်ထားမှသေးကြတယ်ဒါပေမဲ့အဲ့ဒီပြုတ်ထားတဲ့ဒီဘဝမှာပြင်ထားတဲ့အလှတွေဟာအမွှေးနှံ့သားတွေဟာဟိုဘဝကပြုတ်ခဲ့တဲ့မကောင်းမှုကံကိုဖုံးကွယ်လို့မရဘူးဒါပြောချင်တာအဲကြောင့်အန္တပုထုဇဉ်တွေရဲ့ပြုတဲ့ကောင်းမှုဟာဘာလဲလို့မေးရင်အတ္တဒိဋ္ဌိနဲ့တန္တရာချမ်းသာဒုက္ခကိုမျှော်မှန်းပြီးပြုကြတဲ့ကောင်းမှုဖြစ်ပါတယ်စေရနာနဲ့မကောင်းမှုနဲ့ပေါင်းပြီးတော့ပြုခဲ့တဲ့မကောင်းမှုဟာအကျိုးပေးခြင်းတန်ပြီဆိုရင်ရှောင်လွှဲလို့မရဘူးလို့သူတော်ကောင်းတွေဒီလိုနားလည်ကြပါ